Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီ power bank အဟောင်းပါဗောနော်ကျွန်တော်တို့ battery ကမကောင်းတော့ဘဲနဲ့ပြတ်သွားတဲ့အတွက်အဲ့နေရာမှာကျွန်တော်တို့ဒီ mobile phone battery ဗောနော် mobile phone battery ကိုကျွန်တော်တို့ဒီ BMS ဖြုတ်ပြီးတော့ဒီ battery တွေကိုဒီပလဲတယ်ဗောနော်အပြိုင်ဆက်ပြီးတော့ကျွန်တော်တို့ဒီ2000 mAh ဒီ power bank ပြုလုပ်နည်းလေးကိုဒီနေ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုတော့ zoom ထိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတစ်တစ်တည်းအောင်ကျွန်တော် channel လေးကို subscribe နေထားပေးဖို့လည်းမြင်တဲ့ရက်ခတ်အပိုင်းနော်ဒါဆိုလို့ရှိရင်စီစဉ်လေးကိုဆက်လိုက်အောင်နော်ဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ mobile phone battery ရပါတော့အဟောင်းတွေကိုကျွန်တော်ဒီမှာစုပြီးတော့ကျွန်တော်တို့ဒီအပြိုင်ဆက်ထားတာပေါ့နော်အပေါင်းကအပေါင်းအနှုတ်ကအနှုတ်ဆိုပြီးတော့ဒီတန်းကျွန်တော်တို့အပေါင်းနှုတ်ဆက်ထားတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်9လုံးကိုတွဲထားတယ်ပေါ့နော်အဲ့တော့ဒီမှာတွဲထားတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ဒီ power bank ကအိမ်ကိုမဆန့်တော့ဘူးပေါ့နော်အိမ်ကိုမဆန့်တဲ့အတွက်ကျွန်တော်အိမ်ကိုလေးပါအသေးရိုက်ပေးရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကြော်ကဒီ PVC pipe ပေါ့နော် PVC pipe ကိုသုံးပြီးတော့ကျွန်တော်တို့ဒီ power bank အိမ်ကွန်အကြီးပေါ့နော်ကျွန်တော်တို့ဒီခုနကတော့ဘယ်ဒီပါထည့်လို့ရတယ် power bank အိမ်ကွန်လေးကိုကျွန်တော်ပြုတ်လုပ်တယ်ဒီမှာအထိုင်လေးတွေမှာလည်းကျွန်တော်တို့သူ့နေရာနဲ့သူပေါ့နော်အပေါက်ကလေးတွေလိုက်ဖောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ circuit ထိုင်တဲ့နေရာလေးမှာလည်းကျွန်တော်တို့မူလီဆုပ်လို့ရအောင်လေးပြုတ်လုပ်ထားတယ်ပေါ့နော်ပြီးတော့ဒီ down လေးတွေမှာဆိုလို့ရှိရင်လည်းအဖုံးလေးတက်လို့ရအောင်အတွက်ကျွန်တော်တို့ဒီမှာဒီအထိုင်လေးတွေပြုတ်လုပ်ထားတယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ power bank အဟောင်းကပေါ့နော် power bank အဟောင်းက circuit ကိုကျွန်တော်တို့ဖြုတ်ပေးရမယ်ပေါ့နော်မဆိုလို့ရှိရင်တော့ဒါကကျွန်တော် power bank အဟောင်းက circuit ကိုကျွန်တော်ဖြုတ်လိုက်ပြီပေါ့နော်ဒီအင်္ဂွန်လေးကတော့သုံးလို့မရတော့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောက်ကိုတော့လွှတ်ပစ်ကြမယ်ပေါ့နော်အားပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာဒီဖုန်းအားသွင်းကြိုးပေါ့နော် USB ကြိုးအဟောင်းကကျွန်တော်တို့အပေါင်းနဲ့အနှုတ်ကိုယူမယ်ယူပြီးသားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်သူဝင်ဖို့အတွက်ပေါ့နော်ကြိုးလေးဝင်ဖို့အတွက်ဒီမှာအထိုင်လေးလောက်ထားတယ်အပေါက်ကလေးဖောက်ထားတယ်အဲ့အပေါက်ကလေးတွေကနေဒီမှာကြိုးကိုသွင်းမယ်ပေါ့နော်သွင်းပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအလဲအထဲထဲမှာပေါ့နော်ဒီလိုကျွန်တော်ကူခောက်ပြတဲ့အတိုင်းဒီကောင်လေးကိုခောက်ထားရမယ်ဒါမှကျွန်တော်တို့ဒီကျိုးอ่ะဗောနော်ဟိုဘက်ရင်လိုက်ဒီဘက်ရင်လိုက်မဖြစ်အောင်ဒီကောင်ကိုချုပ်ပြီးသားဖြစ်အောင်လို့ဗောနော်ကျိုးရင်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ circuit ကဒီ line လေးတွေကပြတ်ထွက်သွားတာတို့ဒီအထိုင်ကပြတ်သွားတာတို့ဖြစ်တယ်ဗောနော်အဲ့တော့ဒီကောင်ကိုလှုပ်ရှားမှုမဖြစ်အောင်လို့အတွက်ကျွန်တော်တို့ဒီအခုလိုမျိုးလေးကြိုးကြည်ထားတာဖြစ်ပါတယ်အဲ့ပြီးသားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီအာသင်ကောင်းဗောနော်အာသင်ကောင်းကကျွန်တော်တို့အထိုင်လေးကမကောင်းတော့တာဖြစ်တဲ့အတွက်အဲ့နေရာကအပေါင်းနဲ့အနှုတ်နေရာမှာကျွန်တော်တို့ဒီခုနကတော့က USB ကလာမယ်ဒီအပေါင်းနဲ့အနှုတ်ကြိုးလေးကိုဗောကျွန်တော်တက်ပေးရမယ်မဆိုလို့ရှိရင်ကျွန်တော်ဘယ်ဘက်ကအနှုတ်ဗောနော်ညာဘက်ကတော့အပေါင်းဖြစ်တဲ့အတွက်ဒီမှာညာဘက်ကိုအပေါင်းလေးတက်ပေးထားတယ်ဗောနော်ဒါပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီcircuit ကလေးကိုကျွန်တော်တို့ဒီမှာဒီအထိုင်လေးမှာတက်လို့ရပြီဗောနော်အပြီးသားရင်ဒီကောင်ကိုကျွန်တော်တို့စကူလေးတွေဆွဲပေးရမယ်ဗောနော်စကူ3လုံးရှိမယ်အဲစကူ3လုံးကိုကျွန်တော်တို့တက်ပေးရမယ်
ဒါဆိုလို့ရှိရင်တော့ဒီအထိုင်လေးကတက်ပြီးသားပြီပေါ့နော်ဒီမှာအပေါက်ကလေးနဲ့လည်းတည့်တယ်မှာဒါဆိုရင်ဒီနေရာလေးကအာသွင်ကောင်းလေးပေါ့နော်အပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကတော့ကဒီဘက်ထရီ5လုံးပေါ့နော်တွဲထားတဲ့ဘက်ထရီ5လုံးကိုကျွန်တော်တို့အပေါင်းနဲ့အနှုတ်ကိုမှန်အောင်တက်ပေးရမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီ circuit မှာပါတယ်ပေါ့နော် B- နဲ့ B+ ဆိုပြီးပါတယ်ဒီကောင်က BMS ဖြုတ်ထားပေးရမယ်ပေါ့နော်ဒီ mobile phone battery အဟောင်းတွေမှာဆိုလို့ရှိရင် BMS ကတခါတည်းတွဲရက်ပါတာဖြစ်တဲ့အတွက်အဲ့ကောင်လေးကိုဖြုတ်ပြီးတော့ကျွန်တော်တို့အပေါင်းနဲ့အနှုတ်ကိုပဲယူပေးရမှာပေါ့နော်အပြီးသားရင်ဒီမှာအပေါင်းတက်မယ်ဒီဘက်မှာအနှုတ်ကလေးကိုတက်လိုက်မယ်ပေါ့နော်ပြီးသားရင်တော့ဒီအိမ်ငွန်လေးတွေကိုကျွန်တော်တို့ဘက်ထရီလေးထည့်ပြီးသွားပြီပေါ့နော်မှာလှုပ်ရှားမှုမဖြစ်အောင်လဲအောက်မှာကျွန်တော်တက်ပဲတိတ်ကိုထည့်ပြီးထားရပေါ့နော်ဒီဘက်တောင်လေးမှာဆိုလို့ရှိရင်လည်းဒီဘက်ကိုရေးမလာအောင်အတွက်ပေါ့နော်ဘက်ထရီလှုပ်ရှားမှုမဖြစ်အောင်လို့ဒီဘက်မှာလည်းခုပေးရမယ်ပေါ့နော်ဒါကတော့အင်ကွန်ကြီးရင်ကြီးတယ်လို့ခုပေးရမယ်အင်ကွန်အနေတော်ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ခုပေးစရာမလိုပါဘူးနော်ပြီးသားရင်တော့ကျွန်တော်မူလီဆွဲလိုက်တဲ့အခါမှာဆိုလို့ရှိရင်အလဲကလွတ်နေတာဖြစ်တဲ့အတွက်အဲ့အလဲမှာလည်းကျွန်တော်တို့တောက်ကလေးတွေထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ဒီအပေါ်ကနေဒီအဖုံးလေးတက်တဲ့အခါမှာအလဲကခွက်မကျသွားအောင်အတွက်ဒီအလဲမှာကျွန်တော်အခုပြထားတဲ့အတိုင်းလေးတောက်ကလေးတွေထည့်ပေးရမယ်ပေါ့နော်နှစ်ဖက်စလုံးကိုပြီးသားရင်တော့ဒီဘက်ကိုလည်းဒီပုံစံလေးပဲထည့်ပေးရမယ်ပေါ့နော်ဒါကတော့ကျွန်တော် PVC အပြားလေးကိုပဲကျွန်တော်တို့ဒီမှာဒီ 502 core လေးနဲ့ပေါ့နော်လိုက်ကတ်ထားတာဖြစ်ပါတယ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာခလုတ်ကလေးရှိရပေါ့နော်အဲ့ခလုတ်ကကျွန်တော်တို့ဒီပါဝါအဖွင့်ပိတ်ခလုတ်ကလေးပေါ့နော်အဲ့ခလုတ်ကလေးကအတွင်းထဲကိုရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပြင်ကနေနောက်ထပ်အပိုခလုတ်တစ်ခုနဲ့ဒီလိုက်ပြီးတော့ CD ဆက်ပေးရမယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီ on off ခလုတ်မဟုတ်ပါဘူးကျွန်တော်တို့ post ဒီအဖွင့်အပိတ်ခလုတ်လေးပဲဖြစ်ပါတယ်ထိလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဖွင့်တယ်ပြီးသွားရင်သူကပြန်လွတ်သွားတာဖြစ်ပါတယ်တခါတည်းဖွင့်ထားတဲ့ခလုတ်ကလေးမဟုတ်ပါဘူးကျွန်တော်ဒီကောင်ကို post button လို့လည်းခေါ်ပါတယ်ခင်ဗျာကျွန်တော် on off switch မဟုတ်ပါဘူးเนาะပြီးတော့ရင်တော့ဒီခလုတ်ကလေးကိုကျွန်တော်တို့ဒီမှာအထိုင်လေးကိုတေချာလေးထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုကော်ကတ်တဲ့အခါမှာဆိုရင်တော့နည်းနည်းလေးသတိထားပြီးတော့ကတ်ပေးဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ဒီအပေါ်ကနေဒီတော့ကတ်မိတယ်ဆိုလို့ရှိရင်ဒီ line တွေကိုခလုတ်ကလေးရဲ့ line တွေကိုကော်စိတ်ဝင်သွားပြီဆိုရင်ကျွန်တော်တို့ဒီခလုတ်ကလေးကလုံးမှာမဟုတ်တော့ပါဘူး။မာသွားမှာဖြစ်ပါတယ်။အဲ့တော့အဲ့နေရာကိုမထိအောင်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်အထက်ထဲမှာပါဝါ48%ဆိုပြီးတော့မြင်နေရတယ်အဲ့တော့ဒီနေရာလေးကိုကျွန်တော်တို့အပေါ်ကနေမှန်လေးအုပ်ထားမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါလေးကကျွန်တော်တို့ဒီကော်အပားလေးပေါ့နော်
ကောပါလေးကိုကျွန်တော်လှီးပြီးတော့ဒီမှာ line လေးတွေကိုတေချာထည့်လိုက်ရုံပဲပေါ့နော်ကျန်တာလောက်စရာမလိုပါဘူးမဆိုရင်အတွင်းထဲမှာမြင်နေရပြီပေါ့နော်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာဒီ power bank ကကျွန်တော်တို့ဒီအပေါင်းနဲ့အနှုတ်ကနေပေါ့နော်ကျွန်တော် wire နဲ့စထုတ်မယ်ဒီကောင်ကနေကျွန်တော်တို့အရေးပေါ်မီးအနေနဲ့လည်းသုံးလို့ရတဲ့ဒီမီးပြားလေးကိုကျွန်တော်တို့ထပ်ပြီးတော့ကတ်မယ်ပေါ့နော် power bank မှာဒါမှကျွန်တော်တို့ဒီအပြင်တွေပါတွေသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီဖုံးမီထုတ်ပြီးတော့ထွန်းစီရမလို့ပဲနဲ့ power bank နဲ့ auto ထွန်းလို့ရအောင်လို့ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အပေါင်းကနေ wire တစ်သားထုတ်တယ်အနှုတ်ကနေ wire တစ်သားထုတ်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာအပေါက်ကလေးတစ်ပေါက်ဖောက်ထားတယ်အပြင်ကိုအဲ့ရနေအနီနဲ့အနက်နဲ့ကျွန်တော်နှစ်ချောင်းယူလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဆိုလို့ရှိရင်အနက်စတစ်ချောင်းကိုပဲကျွန်တော်ဒီကနေထုတ်ထားတယ်အနီစားအနေတော့ကျွန်တော်တို့ခလုတ်ကလေးကိုခံပေးထားမယ်ပေါ့နော်အဲ့တော့ရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ခဲတိုးရလွယ်အောင်လို့ဒီအပေါင်းစားဝါယာလေးကိုကျွန်တော်တို့ဒီထိတ်ကလေးကိုခဲလေးတူထားမယ်ပေါ့နော်အဲ့ဒါပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်အဖွင့်အပိတ်ခလုတ်တစ်ခုလိုမယ်ပေါ့နော်ကျွန်တော်မီးပြားကြီးရင်ကြီးတယ်လို့ခလုတ်ကိုလည်းနည်းနည်းလေးကြီးကြီးလေးတုံးပေးတင်တယ်ပေါ့နော်ဒီမီးပြားကဝက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခလုတ်ကိုတေးသေးပဲတုံးမယ်ဆိုလည်းရပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တစားကကျွန်တော်တို့ဒီအလဲစုကလေးကိုသွားမယ်အဲ့ရနေမှာအပေါင်းစားတစားကကျွန်တော်တို့ပြန်ထွက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အပေါင်းနောက်ထပ်ဝါယာတစားကကျွန်တော်တို့ဒီမှာဒီခလုတ်ကအပေါ်ပင်လေးကိုကျွန်တော်တို့ဆက်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီဝါယာကိုလည်းဒီတဲ့အပေါက်ကလေးတွေကနေထည့်မှာဖြစ်တဲ့အတွက်မှာပေါ့နော်အခုပြတဲ့အတိုင်းလေးထည့်ပေးရမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီအပေါ်ကနေထည့်ပြီးတဲ့အတွက်ဒီအပေါက်ဒီသူ့ရဲ့အထိုင်အိမ်လေးကနေပဲထည့်ရမယ်ပေါ့နော်အဲ့တော့ဒီခလုတ်ကနေလာတဲ့အချောင်းကအပေါင်းကြောဒီအနှုတ်ကနေဒါရိုက်လာတဲ့အချောင်းကအနှုတ်ကြောပေါ့နော်မှာဆိုလို့ရှိရင်ခလုတ်ကလေးလည်းတက်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာဝါယာနဲ့ဆိုင်ရမယ်အပေါင်းနဲ့နှုတ်ပေါ့နော်ပြီးသားပြီဆိုရင်တော့ဒီအဖုံးလေးကိုဖုံလိုက်လို့ရပါပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီအဖုံးလေးမှာလည်းကျွန်တော်တို့နားအပေါက်ကလေးတွေတက်လို့ရမယ်မူလီလေးလုံးစုပ်လို့ရမယ်ပေါ့နော်နေရာလေးတွေကျွန်တော်ဖောက်ထားတယ်ပြီးသားရင်တော့နှက်ကလေးတွေကိုဆွဲလိုက်ရုံပဲပေါ့နော်
ပြီးသားကြီးဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်အပြားလေးမှာပေါ့နော်အပေါ်ဘက်ချမ်းလေးမှာကျွန်တော်ဒီမှာ double တိတ်လေးနဲ့အရင်ဆုံး like ကတ်မယ်ပေါ့နော်မှာပေါ့နော်အရင်ဆုံးကတ်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်မမီးပြားလေးကိုကျွန်တော်ထည့်လိုက်ရုံပဲပေါ့နော်အဲ့တော့မီးပြားလေးကိုအရင်ဆုံးကျွန်တော်နေရာကိုလိုချင်တဲ့နေရာလေးမှာအရင်ဆုံးကတ်လိုက်မယ်ပေါ့နော်ဒီမီးပြားလေးတွေကိုတော့ကျွန်တော်တို့ဒီ One Electronic ပေါ့နော် Facebook မှာဆိုလို့ရှိရင်ရိုက်ရှာလို့ရပါတယ် One Electronic မှာဝယ်လို့ရပါတယ်နော်ပြီးသားရင်တော့ဒီမှာအနှုတ်ကမီးပြားလေးမှာပါတယ်ဒီအနှုတ်နေရာလေးမှာကျွန်တော်တို့ဆက်ပေးရမယ်အပေါင်းကတော့မီးပြားမှာပါတယ်အပေါင်းနေရာလေးမှာဆက်ပေးရမယ်ပေါ့နော်ကျွန်တော်အခုလောက်ထားတဲ့ဒီ circuit ကလေးอ่ะဆိုလို့ရှိရင်တော့ကျွန်တော်တို့ power bank အားကုန်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘက်ထရီထဲမှာရှိသေးတယ်ကြံသေးတယ်ပေါ့နော်အားနဲ့ဒီမီဒီကတော့ဆက်ပြီးတော့ထုံးလို့ရနေမှာပဲဖြစ်ပါတယ် power bank အားကုန်သွားတဲ့အတိုင်းအောင်မီးတော့ထုံးလို့ရမယ်ပေါ့နော်ဒီမီးကအရန်စူးတဲ့အတွက်ကျွန်တော်တို့ဒီမီးပြခုပြထားတဲ့မီးပြားကိုတတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ကလေးတွေနားမှာဒီကလေးတွေမျက်လုံးကိုထိနိုင်တဲ့နေရာတွေမှာဆိုရင်တော့အသုံးမပြုသင့်ပါဘူးเนาะဒီလမ်းသွားလမ်းလာအနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ဒီကလေးတွေမျက်စိတွေကိုထိုးမိမယ်ဆိုလို့ရှိရင်တော့မျက်စိပြတ်နိုင်ခြေရှိတယ်ပေါ့နော်အဲ့ဒီအတွက်လေးတော့သတိထားပေးပါဒီမီးပြားလေးတွေကဒါမီးလင်းအားစူးပါတယ်เนาะမှာအရင်လင်းနေเนาะဒါကတော့ကျွန်တော်တို့အရေးပေါ်မီးအနေနဲ့သုံးကျင်တဲ့အခါမှာဆိုလို့ရှိရင်ဒီ power bank လေးကရန်ကိုအသုံးဝင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်ဒီမှာဒီဖုံးအားလေးတစ်ချက်တွင်ပြမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ခုနကတော့ကဒီမှာထိုးလိုက်ပြီးဒီမှာနော်ဖုံးအားကိုတွင်ကြည့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အား84ရှိရပေါ့နော်မှာအားဝင်လည်းပြနေတယ်ကျွန်တော်တို့ဒီ9000မီလီအမ်ပီယာရှိရဒီဖုန်းတွေမှာဆိုလို့ရှိရင်တော့မှပဲဒီ power bank နေရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖုန်းမှာတက်သွားတာနဲ့ကျွန်တော်ဒီ power bank မှာ1%ရော့တယ်ပေါ့နော်1%နေရော့တယ်ဒီဖုန်းမှာ1%နေတက်ရင်ကျွန်တော်တို့ဒီ power bank မှာ1%နေရော့တယ်ပေါ့နော်ဒီ3000မီလီအမ်ပီယာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နှလုံး3လုံးလောက်ကိုအသာလေးတွင်လို့ရတယ်ပေါ့နော်အဲ့တော့ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများလုံးကိုကျေးဇူးထူးပဲ